ဒီဆက်ရုပ်လေးဟာအမိုက်တွေကိုသူ့ရဲ့ပိုက်ထဲကိုထိုးထည့်ပြီးအားနဲ့ဖိသိပ်လိုက်တဲ့အခါစတူရန်ပုံအမိုက်တုံးလေးဖြစ်သွားပါတယ်သူဟာကဘာမြေပေါ်မှာကြံရစ်ခဲ့တဲ့နောက်ဆုံးသောအမိုက်သိမ်းဆက်ရုပ်လေးပေါ့သူတယောက်တည်းဒီအလုပ်ကိုလုပ်လာခဲ့တာနှစ်ပေါင်း900တောင်ရှိခဲ့ပါပြီအစပိုင်းတုန်းကတော့အမိုက်သိမ်းရုံတက်တက်ပဲပြီးခဲ့ပေမဲ့နှစ်ပေါင်းရာနဲ့ချီကြာလာတဲ့အခါမှာတော့သူ့မှာတဖြည်းဖြည်းနဲ့အသိဉာဏ်နဲ့စိတ်ခံစားမှုတွေရှိလာခဲ့ပါတယ်သူဟာအမိုက်တုံးတွေကိုတုံးပြီးအထက်မြင့်အဆောက်အုံကြီးတွေတိစောက်ဖို့တင်ယူခဲ့တယ်အမိုက်တွေအားလုံးကိုသာရှင်းလင်းလိုက်ရင်လူသားတွေကဘာမြေပေါ်ကိုပြန်လာကြလိမ့်မယ်အဲ့ဒီခါကျရင်သူလည်းအထီးမကျန်တော့ဘူးလို့ဆက်ရုပ်လေးကယုံကြည်နေခဲ့တာပါဒါပေမဲ့ကဘာပေါ်မှာအမိုက်တွေကတိတ်ကိုများလွန်းလာပါတယ်သူတယောက်တည်းနဲ့ဘလို့မှရှင်းလို့ပြီးမှမဟုတ်တယ်လို့သူ့ရဲ့ဆက်ရုပ်တငယ်ချင်းတွေအားလုံးကလည်းပျက်စီးကုန်ကြပြီးပြင်ပေးမဲ့သူလည်းမရှိတော့ပါဘူးအခုချိန်မှာသူ့အနားမှာအဖော်ဖြစ်ရှိနေတာဆိုလို့စွဲကောင်းလာတဲ့ပိုးဟတ်လေးတစ်ကောင်ပဲရှိပါတော့တယ်တနေ့တာအလုပ်တွေပြီးလို့အားကုန်ခါနီးအချိန်မှာတော့ဝေါ်လီဟာသူ့ရဲ့အိမ်ကိုတောင်လေးစီပြန်လာခဲ့ပါတယ်သူကတန်ရှင်းနေရတာကိုသဘောကျတဲ့သူမှုအိမ်ထဲမဝင်ခင်သူ့ရဲ့ဘေးစွပ်တွေကိုဘေးမှာအရင်ချွတ်ထားခဲ့လေရှိပါတယ်အဲ့ဒီနောက်ကက်ဆက်ခွေတစ်ခုကိုထည့်ပြီးသူ့အကြိုက်ဆုံးတခြင်းကိုဖွင့်လိုက်တာပေါ့ပြီးတော့မှဒီနေ့အတွက်သူရှာဖွေစုဆောင်းလာတဲ့ပစ္စည်းလေးတွေကိုအမျိုးစားလိုက်ခွဲပါတယ်စတူရန်ပုံကွက်ဆန်းလေးကိုတော့အယောင်တူတဲ့ပစ္စည်းတွေနဲ့အတူထားပြီးဇွန်းလိုခက်ရင်လိုနဲ့ထူးဆန်းပစ္စည်းလေးကိုတော့ဘယ်နေရာနဲ့မှမကိုက်ညီတာမှုအလဲမှာပဲတည်တံ့ထားလိုက်ပါတယ်နောက်ဆုံးပစ္စည်းကတော့မီးချစ်လေးတစ်ခုပါဝေါ်လီကသူ့ရဲ့စုဆောင်းရေးတစ်တာလေးကိုဖွင့်လိုက်တဲ့အခါအထဲမှာအလားတူမီးချစ်တွေအများကြီးရှိနေတာကိုတွေ့ရပါတယ်အလုပ်တွေအားလုံးပြီးသွားတဲ့အခါမှာတော့သူ့အကြိုက်ဆုံးလူသားတွေရဲ့ရိုမန်တစ်ရုပ်ရှင်ဗီဒီယိုလေးကိုထိုင်ကြည့်ပါတယ်ရုပ်ရှင်တွေကလူသားတွေရဲ့အချစ်ကိုမြင်ရတိုင်းသူတိတ်ကိုစိတ်လှုပ်ရှားပြီးရင်ခုန်ရတာပေါ့သူလည်းပဲသူ့အနားမှာအဖော်တယောက်လောက်ရှိရင်တိတ်ကောင်းပါပဲလို့တန်းတမိပြီးသူ့ရဲ့လက်ချောင်းလေးနှစ်ဖက်ကိုဖြည်းဖြည်းချင်းရှက်လိုက်ရှာတယ်ညဘက်အိတ်ဆက်တဲ့အခါမှာတော့သူကကိုယ်တဲကိုတစ်တာအသေးလေးပုံစံခောက်ချိုးလိုက်ပြီးသူ့ရဲ့ပစ္စည်းစုဆောင်းတဲ့စင်လေးကိုပဲအိပ်ရာဖြစ်သုံးပါတယ်ကလေးလေးတယောက်လိုပဲအိပ်ပျော်သွားအောင်ကိုဖြည်းဖြည်းချင်းလွှဲရင်းနဲ့ပေါ့နောက်တနေ့မနက်မှာတော့ဘက်ထရီအားနည်းနေပြီဆိုတဲ့သတိပေးတန်းကြောင့်သူနိုးလာခဲ့ပါတယ်သူကပင်မနွမ်းနယ်နေတဲ့ခန္ဓာကိုယ်ကိုဆွဲပြီးတကားဝစီသွားခြေအိတ်လေးပြန်ဆွတ်ပြီးတော့အမိုးပေါ်တက်ပြီးနေအောင်ကြီးကနေအားပြန်သွင်းมาတော့တဲ့ဘက်ထရီအားပြည့်ရသွားတဲ့အခါမှာဒါတော့ဆက်ရုပ်လေးဝေါ်လီဟာထုံးစံအတိုင်းသူ့ရဲ့နေ့စဉ်အမိုက်သိမ်းတဲ့အလုပ်ခွင်ထဲသို့ပျော်ပျော်ကြီးပြန်လဲထွက်ခွာသွားပါတော့တယ်ဗျာ